ဖုန်းနဲ့ပဲပတ်စံရှာလို့ရတယ် free mining update တွေကတခုဖြစ်တဲ့ Away mining နဲ့ရလာတဲ့ coin တွေကိုဘယ်လိုရောင်းရမလဲဆိုတဲ့အကြောင်းလေးကိုဒီနေ့ video ထဲမှာ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါဗျ free online crypto and for you channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော် channel ကတော့ online ကနေပတ်စံရှာလို့ရတဲ့အကြောင်းလေးကို sharing လုပ်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ဗျကျွန်တော် channel လေးကို subscribe မလုပ်ရသေး subscribe လေးလုပ်ထားပြီးတော့ဘေးနဲ့ notification ခေါင်းလုံးလေးကိုလည်းတီးထားပေးပါဦးဟေးဒါဆိုကျွန်တော်ဒီ Away mining ရလာတဲ့ coin တွေကိုဘယ်လိုရောင်းရမလဲဆိုတာလေးစလိုက်အောင်ကျွန်တော် Away mining နဲ့ရလာတဲ့ coin တွေကိုဒေါ်လာနဲ့ရောင်းဖို့အတွက်ဆိုရင်တော့ NC wallet ရှိထားဖို့တော့လိုအပ်ပါတယ် NC wallet ကိုတော့ Play Store ကနေအလွယ်တကူ download ရပါတယ်ပြီးတော့အကောက်ဖွင့်တာလည်းအရင်လွယ်ပါတယ်ဗျကျွန်တော်တို့မှာ NC wallet ရှိထားပြီးပြီဆိုရင်တော့နောက်တစ်ခုအနေနဲ့ exchange အကောက်တွေရှိထားဖို့တော့လိုအပ်ပါတယ်ဒါတွေရှိရဆိုရင်တော့ကျွန်တော်ဒီရလာတဲ့ Away coin တွေကိုရောင်းလို့ရပြီဖြစ်ပါတယ်ကျွန်တော် Away coin တွေကိုရောင်းဖို့အတွက်ဆိုရင်တော့ပထမဆုံးအနေနဲ့ Away mining နဲ့ကနေပြီးတော့ mining လုပ်ထားတဲ့ coin တွေကိုထုတ်ပေးရပါတယ်ကျွန်တော်တို့ mining လုပ်ထားတဲ့ coin တွေထုတ်ဖို့အတွက်ဆိုရင်တော့အခုလိုမျိုး mining လုပ်နေတာလေးရပ်သွားဖို့တော့လိုအပ်ပါတယ်ဒီ Away free mining app ကတော့3ခုရှိပါတယ်ဒီ app 3ခုလုံးကိုလည်းကျွန်တော်ရဲ့ Telegram channel ထဲမှာ link တွေချပေးထားပါမယ်ကျွန်တော်တို့ Away free mining app လုပ်တော့မယ်ဆိုရင်တော့ဒီ app 3ခုလုံးကိုလုပ်ဖို့အတွက်အကြံပေးချင်ပါတယ်ခေကျွန်တော် mining ရပ်သွားပြီဆိုရင်တော့ဒီဘက်တောက်က get my Away ဆိုတာကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီအပေါ်မှာ 2NC wallet ရှိမယ်ဒီအောက်မှာ ammo ရှိပါမယ်ကျွန်တော်တို့ကငွေထုတ်မှာဆိုတော့ 2NC wallet ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ဒီနေရာမှာကိုက passport ထည့်ထားရဆိုရင်တော့အဲ့ passport ကိုရိုက်ပေးလိုက်ပါဒါကတော့ကျွန်တော်တို့ NC wallet ကို Away coin ထုံကြီးပဲဖြစ်ပါတယ်ဒီအပေါ်မှာဆိုရင်လည်းကျွန်တော်မှာရှိနေတဲ့ Away amount ပြထားမယ်ဒီအောက်မှာတော့ကျွန်တော်တို့ NC wallet ဖွင့်ထားတဲ့ Gmail ကိုထည့်ပေးလိုက်ပါကျွန်တော်တို့ Gmail ထည့်ပြီးသွားပြီဆိုရင်တော့ဒီအောက်ကဆန့်ကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီ Away free mining app ထဲကနေပြီးတော့ Away coin တွေကိုထုတ်တာအောင်မြင်သွားပါပြီကျွန်တော်ဒီထဲမှာ coin ထုတ်ပြီးသွားပြီဆိုရင်လည်း step down ဆိုတာကိုနှိပ်ပါပြီးရင်တော့ဒီအောက်က step for fee ဆိုတာကိုနှိပ်ပြီးတော့ Away coin တွေကိုထပ်ပြီးတော့ mining လုပ်လို့ရပါသေးတယ်ခေကျွန်တော်ဒီရလာတဲ့ Away coin တွေကိုအရောင်းဝယ်လုပ်ဖို့အတွက်ဆိုရင်တော့ NC wallet ထဲကိုသွားမှရမှာဖြစ်ပါတယ်ကျွန်တော်တို့မှာ NC wallet ရှိထားရဲဆိုတော့မှကျွန်တော်တို့ဒီ Away coin တွေကိုဒေါ်လာနဲ့ရောင်းလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီ NC wallet ကလည်းဖွင့်ရတာအရန်လွယ်တာဖြစ်တဲ့အတွက် Away mining လုပ်မယ်ဆိုရင်တော့ဒီ NC wallet လေးရှိထားဖို့လည်းလိုအပ်ပါတယ်ဗျခေကျွန်တော်ဒီ NC wallet ထဲကိုရောက်ပြီဆိုရင်တော့ Away coin တွေကိုရောင်းလို့ရပါပြီဒီမှာဆိုရင်လည်းကျွန်တော် mining နဲ့ကနေပြီးတော့ထုတ်ထားတဲ့ 7.8 Away ရှိပါတယ်ဒီနေရာမှာကျွန်တော်တခုပြောချင်တာလေးရှိပါတယ်ဒါကပါလဲဆိုတော့ကျွန်တော်တို့ဒီ NC wallet ထဲမှာ Away coin တွေရှိထားတယ်ဆိုရင်ကျွန်တော်တို့Other income အနေနဲ့ CTC token တွေကိုလည်းရရှိပါသေးတယ်ဒီ CTC ရဲ့ token ရဲ့ပေါက်ဈေးကလည်း Away ပေါက်ဈေးနဲ့အတူတူပါပဲတစ် coin ကို$1နီးပါးလောက်ရှိပါတယ်ဒီ coin ကလည်းကျွန်တော်တို့ရောင်းစားလို့ရပါတယ်ဒီ NC wallet ထဲမှာပဲပြန်ပြီးတော့ရောင်းလို့ရပါတယ်ကျွန်တော် free mining app ထဲမှာ 0.1 Away ပြည်ပြီဆိုတာနဲ့ထုတ်ဖို့အတွက်အကြံပေးချင်ပါတယ်ကျွန်တော်ရဲ့ NC wallet ထဲမှာ Away coin တွေရှိထားရဲဆိုရင်တော့နောက်ထပ် income တစ်ခုအနေနဲ့ CTC token တွေကိုထပ်ပြီးရရှိမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ staking reward အနေနဲ့ပြန်ပေးတဲ့ပုံစံမျိုးပါဘာမှလုပ်စရာမလိုပါဘူးခေကျွန်တော် Away coin ရောင်းဖို့အတွက်ဆိုရင်တော့ exchange တွေကိုတစ်ချက်သွားလိုက်ပါ exchange နဲ့ရောက်ပြီဆိုရင်တော့မြင်တွေ့နေရတဲ့ Away coin လေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ Away coin ကို exchange လုပ်တဲ့နေရာရောက်သွားပါလိမ့်မယ်ဒီအပေါ်မှာ Away ဖြစ်နေပြီးတော့ဒီအောက်မှာ CTC ဖြစ်နေပါလိမ့်မယ်အဲ့ CTC ကိုနှိပ်လိုက်ပါပြီးရင်တော့ဒီက USDT ကိုပြောင်းလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ Away coin တွေကို USDT နဲ့လဲလို့ရပါပြီအနည်းဆုံး9 coin ပြည့်ရနဲ့စပြီးလဲလို့ရပါတယ်ကျွန်တော်တို့ဒီနေရာမှာ 7.2 Away လောက်ပဲ exchange လုပ်လိုက်ပါမယ်ကျန်တဲ့ 0.6 Away ကိုတော့ဒီ CTC အတိုးလေးယူလိုက်ပါဦးမယ်โอเคကျွန်တော်ဒီမှာ Away amount ထည့်ပြီးပြီဆိုရင်တော့ဒီအောက်က exchange ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီ Away coin နဲ့ USDT နဲ့လဲတဲ့နေရာလေးရောက်သွားပါလိမ့်မယ်ဒီနေရာ okay ပြီဆိုရင်တော့ကျွန်တော် exchange ကိုထပ်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ Away coin ကို USDT နဲ့လဲတာအောင်မြင်သွားပါပြီကျွန်တော်မှာဆိုရင်လည်းဒီအပေါ်မှာ 7.2 USDT ရောက်လာပါပြီကျွန်တော်ရလာတဲ့ USDT ကိုထုတ်ဖို့အတွက်ဆိုရင်တော့ဒီဘက် wallet ဘေးလေးမှာ send ဆိုတာလေးရှိပါမယ်အဲ့ဒါကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော် USDT ကိုရွေးချယ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော် NC wallet ထဲကနေပြီးတော့ USDT ထုတ်တဲ့နေရာရောက်သွားပါလိမ့်မယ်ဒီနေရာရောက်သွားပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်မှာ wallet အတွက်ထည့်ပေးရပါမယ်အတွက်ထည့်ဖို့အတွက်ဆိုရင်တော့ကျွန်တော် network ကို BEP20 နဲ့ပဲအသုံးပြုကြပါ BEP20 နဲ့အသုံးပြုရဆိုရင်တော့ကျွန်တော်ငွေသွင်းငွေထုတ်မြန်ပါတယ်ပြီးရင်ကျွန်တော် wallet အတွက်ယူပါမယ် wallet အတွက်ယူဖို့အတွက်ဆိုရင်တော့ကျွန်တော် exchange တွေကိုအသုံးပြုလို့ရပါတယ် Binance Bitget Binance okay စတဲ့ exchange တွေထဲကနေပြီးတော့ USDT BEP20 network အတွက်ကို copy ယူလိုက်ပါ copy ယူပြီးရင်တော့ကျွန်တော်ဒီအပေါ်က wallet အတွက်နေရာမှာလာပြီးတော့ထည့်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်ဒီအောက်မှာ amount ထည့်ပေးရပါမယ်ကျွန်တော်တို့ဒီနေရာမှာ $7.2 ထုတ်မှာဖြစ်တဲ့အတွက်
ကျွန်တော် 7.2 ဒေါ်လာထည့်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီကဆန့်ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီ NC wallet ထဲကနေပြီးတော့ USDT ထုတ်တဲ့နေရာလေးရောက်သွားပါလိမ့်မယ်ဒီနေ့ရောက်ရင်ကျွန်တော်ထပ်ပြီးတော့ဆန့်ကိုထပ်နှိပ်လိုက်ပါဒါဆိုရင်တော့သူကနေပြီးတော့2 factor ခံခိုင်းတာပါတယ်ဒီအတွက်ကျွန်တော် application တစ်ခု down ပေးရပါမယ်ကျွန်တော်ဒီ application ကိုလည်း Play Store ကနေပြီးတော့အလွယ်တကူ download ရပါတယ်ကျွန်တော်ဒီ application တွေကနေပြီးတော့ကုတ်ထည့်တယ်ဆိုတော့မှဒီ NC wallet ထဲကနေထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော် down ပေးရမယ့် app ကတော့ Google Educator လေးပဲဖြစ်ပါတယ်ဒီကောင်လေးကို down ပေးဝိုင်းရင်တော့ကျွန်တော် Gmail နဲ့ချိတ်ပြီးတော့ဖွင့်လိုက်ပါကျွန်တော်ပြီးရင်တော့ NC wallet အတွက်ကုတ်တစ်ခုဖန်တီးရပါမယ်ကုတ်ဖန်တီးဖို့အတွက်ဆိုရင်တော့ကျွန်တော်စောစောက Away mining နဲ့ပြန်သွားပါမယ်ကျွန်တော်ငွေထုတ်တဲ့အပိုင်းရဲ့ဒီနေရာလေးရောက်ပြီဆိုရင်အပေါ်က educator လေးကိုရွေးချယ်ပေးလိုက်ပါပြီးရင်တော့နှစ်ခုမြောက်က key number ကို copy ယူလိုက်ပါ copy ယူပြီးရင်စောစောက educator လေးပြန်သွားပြီးတော့အပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါအဲ့ခါကျရင်တော့ကျွန်တော် key ဖန်တီးရဲ့နေရာလေးရောက်သွားပါလိမ့်မယ် key ဖန်တီးဖို့အတွက်ဆိုရင်တော့အပေါ်မှာကျွန်တော်နာမည်ထည့်ရပါမယ်နာမည်ကိုတော့ NC wallet ထားလိုက်ပါပြီးရင်တော့ဒီအောက်က key number မှာတော့စောစောက copy ယူလိုက် key number လေးကိုထည့်ပေးလိုက်ပါပြီးရင်တော့အပ်ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ NC wallet အတွက်ကုတ်ရသွားပါပြီအဲ့ဒီကုတ်မှတ်ပြီးတော့စောစောကကျွန်တော်ဒီငွေထုတ်တဲ့နေရာမှာလာပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကုတ်ဒီ10မိနစ်ကို2ကြိမ်ပြောင်းလဲမှုရှိပါတယ်ကျွန်တော်တို့ပထမတစ်ကြိမ်ကုတ်ထည့်လို့မအောင်မြင်ခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ဒုတိယတစ်ကြိမ်ကုတ်ကြည့်ပါဒုတိယတစ်ကြိမ်ကုတ်ကြည့်ပြီးတော့ကျွန်တော်တို့ဒီငွေထုတ်တဲ့နေရာမှာလာပြီးတော့ထည့်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီ NC wallet ထဲကနေပြီးတော့ကျွန်တော်တို့ရဲ့ exchange တွေကိုငွေထုတ်တာရသွားပါလိမ့်မယ်ဒီနေရာမှာတော့ကျွန်တော်တို့ educator အကောင့်ဖွင့်တာလည်းလွယ်တယ်လို့ကျွန်တော်တို့ဒီ key ထည့်တာလည်းလွယ်ပါတယ်အရှိမကျွန်တော်ပြောခဲ့တဲ့အတိုင်းလေးလုပ်သွားမယ်ဆိုရင်တော့အဆင်ပြေပါတယ်ဗျကျွန်တော်ဒီ Away free mining app ကတော့အမှန်ကန်ပတ်စံပေးနေတဲ့ကောင်းလေးလေးဖြစ်ပါတယ်သူ့ရဲ့ပေါက်ဈေးကလည်းတစ်ကွိုင်$1နဲ့ညီမျှပါတယ်ဒီကောင်းလေးကအမှန်ကန်ပေးနေတဲ့ mining တွေဖြစ်လို့ free mining သမားတွေဆိုရင်တော့ကျွန်တော်ဒီ Away mining လေးကိုလက်မလွတ်သင့်ပါဘူးဒီ Away mining 3ခုလုံး run သင့်ပါတယ်ဗျကဲဒီမှာဆိုရင်လည်းကျွန်တော် NC wallet ထဲကနေပြီးတော့ကျွန်တော်ရဲ့ exchange နဲ့ကို $7.285 လွှဲထားပါတယ် fee ကြီးကတော့ပေးစရာမလိုပါဘူး0 fee နဲ့လွှဲလို့ရပါတယ် Away coin ကို$နဲ့ချိန်မယ်ဆိုရင်တော့အနည်းဆုံး9 coin နဲ့စပြီးတော့ချိန်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ exchange နဲ့ကိုပတ်စံရောက်လာဖို့အတွက်ဆိုရင်တော့အချိန်အပြင်ခဏတော့စောက်ပေးရပါတယ်ဗျချိန်ခဏကြာတော့ကျွန်တော်ရဲ့ buy နဲ့ exchange နဲ့ကိုစောစောက NC wallet ထဲကထုတ်ထားတဲ့ USDT ရောက်ရှိလာပါတယ်ကျွန်တော်ရောက်လာတဲ့ဒေါ်လာတွေကိုတော့ buy နဲ့ရဲ့ funding wallet ထဲမှာတွားပြီးတော့ကြည့်လို့ရပါတယ် funding wallet ထဲမှာဆိုရင်လည်း$7.285ရောက်ရှိလာပါတယ်ဗျကဲဒါဆိုရင်တော့ကျွန်တော်ဒီ Away free mining app ထဲက Away coin ထုတ်နည်းနဲ့ Away coin ရောင်းနည်းကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်ဗျနောက်ထပ် free mining ကြောင်းနေသိကျင်သေးရင်လည်းကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့ဘေးနဲ့ notification ခေါင်းလောင်းလေးကိုလည်းတီးထားပေးပါအောင်ဗျပြီးတော့အခု Away free mining app 3ခုလုံးရဲ့ link ကိုလည်း Telegram channel ထဲမှာချထားပေးတာပါမယ်အဲ့ရနေမှာတစ်ဆင့်ကျွန်တော် application တွေကို down ပြီးတော့ free mining လုပ်ပြီးပတ်စံရှာလို့ရပါတယ်ဗျโอเคဒါဆိုရင်တော့ Away free mining app နဲ့ပတ်သက်တဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲဗျကျွန်တော် video လေးကိုဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ